哦，这卡片用的，来几只路的，半推波得是北边。这，我几两钱？北京的半推波价呢，密码我把也半推波得是我几张，谁的帮你东西是太偏嘛？这片用的，半推波线，半尾波便宜，我几张。 ဒီခုထုတ်လင်းပြသနေသောအစီအစဉ်ကို main sponsor အဖြစ်ပွင့်ထွေးပိုးရှင်းပန်းပွင့်ပိုးဖြိုင်စေတဲ့ငှက်ကြီးတောင်ပိုးသက်ဆေးမှကူညီပံ့ပိုးပေးထားပါတယ်။ဒီအစီအစဉ်ကိုကိုစပွန်ဆာအဖြစ်ကုန်ခန်းသွားတဲ့အားအင်တွေအတွက် Rocker Energy Drink မှကူညီပံ့ပိုးပေးပါ BBTV နဲ့ M Channel ကိုစောင့်ကြည့်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါလို့ပြန်လည်ပြီးတော့နှုတ်ခွန်းဆက်တောက်ပါရခင်ဗျာတပတ်တစ်ခါမှန်မှန်လာတဲ့ကျွန်တော်တို့ရဲ့ Power Battle Cibeta Cross Challenge ကတော့ဒီတစ်ပတ်မှာပွဲစဉ်6ဖြစ်ထပ်ပြီးတော့ရှင်ပိုင်ကစားသွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ပွဲစဉ်1ကနေပွဲစဉ်8ထိအစွဲထင်ရစီယာပွဲစဉ်တွေကိုတောက်လျှောက်ကစားခဲ့တယ်လို့မျိုးပဲဒီတစ်ပတ်ပွဲစဉ်6ကလည်းနောက်ထပ်အစွဲထင်အောင်ပဲနောက်ထပ်ပွဲတစ်ပွဲပါပဲဗျကျွန်တော်တို့ Power Battle Cibeta Cross မှာတော့ဒါကိုအားတင်တဲ့လေသုံးကောင်တင်းရဲ့2ယောက်တွဲမှာဒါအကောင်းဆုံးပုံစံတွေကိုမြင်ခဲ့ရတဲ့ကျောင်းဆရာကျောင်းတိုက်အတွဲနဲ့ကိုအားတင်အရှိန်လေးတို့အတွဲကိုကျွန်တော်တို့ကြည့်ခဲ့ရတယ်လို့မျိုးပဲဒီတစ်ခါတော့3ယောက်မြောက်3ယောက်တွဲဒါနှစ်သိန်းခန့်မဲ့အထဲမှာတော့ဒီတစ်ပတ်ပွဲကဒါအရန်ကိုစိတ်ဝင်စားစရာကောင်းတာဖြစ်ပါတယ်ကျွန်တော်တို့တွေကြိုတင်ပြီးတော့ဒါကြီးညာထားတဲ့အတိုင်းပဲဒီတစ်ပတ်မှာကိုအားတင်တဲ့လေသုံးကောင်အတင်းကိုခက်ကစားသွားမှာကဒါ national ကစားသမားဖြစ်တဲ့အာအီပြီးတော့ဒါထိုင်းတို့ဘာတို့မှာသွားပြီးတော့ကျေးစားဖြစ်ခက်ကစားနေတဲ့ဝိုင်းရဲ့တပါရင်အတွေ့အကြုံရှိတဲ့ကျောင်းသားပြီးတော့ကျွန်တော်တို့ Power Battle Cibeta Cross စီစဉ်မှာကိုအားတက်တို့အသင်းကိုလာပြီးတော့နိုင်အောင်ခက်ကစားမှုတဲ့တရုတ်ကြီးတို့ကဒီနေ့မှာစိန်ခေါ်ထားတာဖြစ်ပါတယ်ဗျပွဲကတော့ကျွန်တော်ခုနပြောသလိုပဲနောက်ထပ်ပွဲစဉ်6ဖြစ်ပြီးတော့ဒါပုံမှန်တိုင်းကျွန်တော်တို့တောက်ကြနေ့မှာဒါထုတ်လွှင့်နေကြဖြစ်ပေမဲ့ဒီနေ့မှာတော့ကြာတာပရီးနေ့မှာထုတ်လွှင့်မှုဖြစ်သွားတယ်ပြီးတော့တွေ့မဲ့နှစ်သင်းကလည်းတကယ်ကိုကောင်းတဲ့အသင်းတွေဖြစ်ပါတယ်ဆိုတော့ဒီပွဲကိုကျွန်တော်တို့မကြမီချင်းနေ့မှာဖြတ်တန်းသွားတော့မှာဖြစ်ပါတယ်ပွဲမစတင်ပြီးတော့ဒါအရေးကြီးတဲ့အကြောင်းအရာရှိပါတယ်ဒါကတော့ကျွန်တော်တို့ Power Battle Cibeta Cross Challenge ကိုလက်ရှိပွဲစဉ်6အထိဒါမိဖက်ပါတနာစပွန်ဆာအဖြစ်ထောက်ပံ့ပေးထားတဲ့ကုမ္ပဏီများဖြစ်ပါတယ်ခင်ဗျာ main sponsor အဖြစ်အဓိကပံ့ပိုးကူညီထားတာကတော့ကျွန်တော်လည်းအပတ်စဉ်တစ်ဆက်ပေးနေကြဖြစ်ပါတယ်ပွင့်ထွေးပိုးရှင်းပန်းပွင့်ပို့ဖြိုင်ငှက်ကြီးတောင်မှာဖြစ်ပါတယ်ခင်ဗျာပွင့်ထွေးပိုးရှင်းပန်းပွင့်ပို့ဖြိုင်ငှက်ကြီးတောင်ကတော့ကျွန်တော် main sponsor အဖြစ်တောက်လျှောက်ပွဲတွေကိုထောက်ပံ့ကူညီပေးထားတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ် co-sponsor ကတော့ဒါကုန်ခန်းသွားတဲ့အားရင်တွေကိုပြန်လည်ဖြည့်တင်းပေးမဲ့ Rocker Energy Drink ဖြစ်ပါတယ်ခင်ဗျာ Rocker Energy Drink ကလည်းဒီတိုင်းပဲကျွန်တော်တို့ပြီးခဲ့တဲ့ပွဲစဉ်1ကနေပွဲစဉ်8လက်ရှိပွဲစဉ်9အထိလဲဒါထောက်ရောက်တောက်လျှောက်ထောက်ပံ့ထားတဲ့ကုမ္ပဏီဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဝစ်စင်ထားတဲ့ဝစ်စားတွေကစားသမားတွေဝစ်စင်ထားတဲ့ဝစ်စားတွေပြီးတော့အတင်းတာဝန်ရှိသူတွေပြီးတော့ရိုက်ကူးရေးအဖွဲ့ဝစ်စင်ထားတဲ့ဝစ်စားတွေအတွက်တော့ sport wear partner ဖြစ်ဒါ Rhino မှာအဓိကကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ခင်ဗျာအယောင်သွေးစုံတဲ့ Rhino ရဲ့တကယ်ကိုလှပတဲ့အင်ကြီးဝစ်စားများကလည်းကျွန်တော်တို့ Power Battle Cibeta Cross စီစဉ်မှာတောက်လျှောက်မြင်တွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးကြံရှိနေတာကတော့ဒါ exclusive engine wine ဖြစ်ပါတယ်ခင်ဗျာကားသမားများယုံကြည်ရ exclusive engine wine ကလည်း partnership sponsor ဖြစ်ကျွန်တော်တို့ရဲ့ Power Battle Cibeta Cross စီစဉ်ကိုတောက်လျှောက်ကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ဆိုတော့ဒါကတော့ရေးကြီးတဲ့မိဖက် partner sponsor များကိုမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲကိုစဖို့အတွက်အရေးကြီးတဲ့ဒါဒိုင်နေပြီးတော့ season 2ပြီးတော့ဒီနေ့ပွဲကို catch ပေးမဲ့ guest star တွေကိုဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဒိုင်ဖြစ်ကျွန်တော်တို့ရဲ့ပွဲစဉ်တွေကိုတောက်လျှောက်တမန်ကြသွားဖြစ်ကြီးကြပ်ပေးနေတဲ့ဒိုင်ကိုအောင်လင်ကိုဖိတ်ခေါ်ပါတယ်ပြီးတော့ season 2ကိုဟာကိုလည်းဗျိုင်နက်ထဲဖိတ်ခေါ်ချင်ပါတယ်ပြီးတော့ကျွန်တော်တို့ပွဲတွေကိုတောက်လျှောက်ပရိသတ်တွေဒါအာပါတရကြည့်ရှုလို့ရအောင် TV ဖန်သားပြန်နေပြီးတော့ guest star ဖြစ်တောက်လျှောက်ကျင်ညာပေးနေတဲ့ break ဦးကျော်နိုင်ဖြစ်ပါတယ်ခင်ဗျာကိုရိုပြန်တွေ့ပြန်ပါပြီပြီးခဲ့တဲ့ဘက်ဒီမှာလည်းတကယ်ကိုကောင်းတဲ့ပွဲစဉ်တွေကိုကြီးကြပ်ပေးခဲ့လို့ဒီတစ်ပတ်မှာလည်းဒါထပ်ပြီးတော့တမန်တမတ်ရှိတဲ့ပွဲစဉ်တွေကိုကြီးကြပ်ပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါတမန်တမတ်ကြကြနဲ့ကျွန်တော်ဆောင်ရွက်ပေးပါမယ်လို့ကတိပေးပါတယ်ဟုတ်ကဲ့ပါအကိုပွဲတွေကိုအကောင်းဆုံး guest ပေးနေတာမောနေပြီလားဒီနေ့မှလည်းဒါအကိုတို့ကိုယ်တိုင်ပိုသိမှာပေါ့တကယ်ကိုကောင်းတဲ့ပွဲတွေကိုကျွန်တော်တို့ထပ်ပြီးတော့တွေ့ရမယ်တကယ်ကိုနော်တကယ်ကိုမောမဲ့ပွဲပဲထင်တာပဲဟုတ်ပါတယ်အပြိုင်ဆိုင်နဲ့ဒီပွဲကတော့မြန်ဆိုင်နဲ့ကို3ယောက်ကြီးကိုပွဲကောင်းတစ်ပွဲဖြစ်ပါတယ်စောင့်ကြည့်အားပေးကြပါအောင်လို့ဟုတ်ကိုဟာတော့ဒါအမြဲတမ်းပွဲကောင်းတွေကိုစီစဉ်ပေးနေကြပြီးတော့ကိုကတည်းက Power Battle Cibeta Cross လို့ဒါကျွန်တော်တို့ကတတ်မှတ်ထားတာဒါပေမဲ့ကိုအားတင်မလွယ်တဲ့ပြိုင်ဘက်တွေကိုပဲကိုကခေါ်လာတယ်ဒီတစ်ပတ်ကလည်းကိုပြောထားသလိုပဲတကယ်ကိုအကျိတ်နဲ့ရှိမဲ့ပွဲဖြစ်တယ်နော်ဟုတ်မင်္ဂလာပါအားလုံး
ဒီဘက်ဟိုကျွန်တော်တို့စီစဉ်မှုလေးကတော့ကျွန်တော်တို့ပိုင်း9ပြီနှစ်ပေါ့နော်မကြခင်ကျွန်တော်တို့ဝါကက်ကလည်းနီးနေပြီဗျဒီအတွက်ကြောင့် Power Battle လက်ကျန်ပွဲအားလုံးကိုကျွန်တော်တို့ National ဘက်ကိုအသွင်ပြောင်းခေါ်သွားဖို့တော့ရှိတယ်ဗျ National ဘက်ကိုအသွင်ပြောင်းခေါ်သွားလို့ရှိရင်တော့ National မှာကျွန်တော်တို့တစ်ကျက်ကစားနေတဲ့ကစားသမားတွေအားလုံးကတော့ Power Battle ကိုလာ join မှုရှိတယ်ဗျအခုဆိုတော့ပထမဆုံးအချိန်ဖြစ်နေတာကျွန်တော်တို့လုံးဝကိုကျွန်တော်တို့ National မှာ star တွေဖြစ်တဲ့ဒါအာကြီးចောင်းသားတရုတ်ကြီးเนาะညီငယ်လေးတွေကိုခေါ်ပြီးတော့ဒါရှင်ပြိုင်တာဖြစ်ပါတယ်တတ်မှတ်စည်းကမ်းတော့ကျွန်တော်တို့ပိုက်9ပြီနှစ်ဖြစ်ပါတယ်ဟိုနောက်ကတော့နောက်စီတိုးပေါ့เนาะနောက်စီတိုးစာပစ်နဲ့15မှတ်ကစားမှာဖြစ်ပါတယ်ဗျဟုတ်ကဲပရိသတ်များခင်ဗျာကျွန်တော်တို့တွေတာဝန်ရှိတဲ့သူတွေကတော့ပွဲစားဖို့အတွက်ရောက်နေပြီဆိုတော့ဒါရှင်ပြိုင်ကစားမဲ့အဓိကနှစ်ဖက်အသင်းရဲ့ကစားသမားတွေဖိတ်ခေါ်ခြင်းပါတယ်ကိုတို့နေရာယူပေးပါအောင်ခင်ဗျာဒီတော့မှာကိုဝါတေးရဲ့လိမ့်သုံးကောင်အသင်းကိုစိန်ခေါ်ထားတာတော့ခစ်ချောင်းသားဖြစ်ပါတယ်ခင်ဗျာခစ်ချောင်းသားကတော့ဒါအာအီဒီနေ့မှာပါလာတဲ့ကစားသမားတွေဖြစ်အာအီချောင်းသားပြီးတော့တရုတ်ကြီးတို့ဖြစ်ပါတယ်ခင်ဗျာခစ်ချောင်းသားအသင်းကိုဒီနေ့မှာဒါအုပ်ချုပ်သူဖြစ်တာဝန်ယူလာတာတော့ဦးကောင်းတို့ဖြစ်ပါတယ်ခင်ဗျာကိုတို့ဒီကိုကြွပေးပါဦးခင်ဗျာNational player တယောက်ဖြစ်တဲ့ကိုအာကြီးကိုနည်းနည်းတော့ပြောကြည့်မယ်။ဘာဖြစ်ဖြစ်ကိုအာကြီးကဒါကျွန်တော်တို့ဆိုလို့ရှိရင် online မှာပဲဒီရုပ်သံတွေမှာပဲတောက်လျှောက်ကိုအာကြီးရဲ့ကစားဟန်တွေကိုတွေ့ခဲ့ရတာဒီနေ့မှာတော့မျက်မြင်ကိုတွေ့ကျွန်တော်တို့လည်းကြည့်ရှုခံစားမှာဖြစ်တဲ့အတွက်တကယ်ကိုရင်ခုန်ပါတယ်။အခုကျွန်တော်တို့ Power Battle Sibeta Cross ဒီ challenge ကိုလာပြီးတော့ join ပြီးတဲ့အတွက်ကနဦးအနေနဲ့အခုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်။ပြီးတော့ဒီနေ့ပွဲပေါ်လာပြီးတော့ခက်ကစားပေးရတဲ့အတွက်ရင်ခုန်တယ်လေးပြီးတော့ဘယ်လောက်ပြင်ဆင်လာလဲဒါလေးချက်ပြောပြပါဦးခင်ဗျာ။ဟုတ်အကောင်းဆုံးတော့ပြင်ဆင်ထားပါတယ်။အကောင်းဆုံးကစားမှာပါ။ကျေးဇူးတင်ပါတယ်။အခုမင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုဒီနေ့ပွဲပေါ်ရင်ခုန်တန်လေးပြောပြပါပထမဆုံးကစားဘူးပါဆိုတော့ဒီပွဲကိုကစားလဲကစားဘူးခြင်းလို့နောက်ရန်ကုန်လဲရောက်တုံးရောက်ခိုက်ဆိုတော့အားကြောင့်လို့လဲချိတ်ပြီးတော့ကစားပြတာပါအကောင်းဆုံး performance တွေပြနိုင်ပါစေလို့မျှော်လင့်ပါတယ်ကိုတရုတ်ကြီးရှေ့မှာတော့ဒါ2ယောက်တွဲပါနော်ကိုအာတစ်တို့ကိုနိုင်အောင်ခတ်သွားတယ်ပြီးတော့ကွင်းကလည်းဒီကွင်းမဟုတ်ဘူးကျွန်တော်တို့အရင်ကွင်းမှာခတ်သွားတာဒီနေ့ကတော့ဒါမြေသားကွင်းဖြစ်သွားပြီဆိုတော့ကွင်းပြောင်းလဲမှုပေါ်ပြီးတော့ရှေ့ပွဲနဲ့မတူဘဲနဲ့2ယောက်တွဲမဟုတ်ဘဲနဲ့3ယောက်တွဲဖြစ်တဲ့အပေါ်ဒီနေ့ပွဲမှာဒါခတ်မဲ့ကိုရဲ့တွဲဘက်တွေကလည်းရန်လန်းတဲ့အပေါ်ကိုရဲ့30ချက်လေးပြောပြပါအကောင်းဆုံးရလက်တော့ဖြစ်မှာပါနော်ကျေးဇူးတင်ပါတယ်အကိုအသင်းအုပ်ချုပ်သူတယောက်အနေနဲ့ဒီနေ့ပွဲပေါ်ပြင်ဆင်မှုလေးရှင်ခုန်တန်လေးပြောပြပါဦးနှစ်ဖက်လုံးကတကယ်ကောင်းတဲ့ကစားသမားတွေဖြစ်တဲ့အတွက်ပြည်သက်လည်းမျောလင်းတောင်းတာတဲ့ပွဲတစ်ပွဲဖြစ်မယ်လို့မြင်မိပါတယ်ဟုတ်ကဲ့ပါကိုရိုနေယာယူပေးပါအောင်ခင်ဗျာကဲပြည်သက်များခင်ဗျာဒါကတော့ခစ်ချောင်းသားဖြစ်ပါတယ်ခင်ဗျာခစ်ချောင်းသားရဲ့အသင်းမှာပါဝင်တဲ့ line တဲ့အခင်းချင်းကတော့ရေလေကိုလမ်းလုံးပါတယ်ဆိုတော့ဒါကျွန်တော်တို့ရဲ့ပင်နိုင်ဆန်မင်းသားကြီးဖြစ်တဲ့ကိုဝါတင်းနဲ့လိတ်သုံးကောင်အသင်းကိုဖိတ်ခေါ်ခြင်းပါတယ်ဒီနေ့မှာတော့ထူးထူးခြားခြားပဲပြီးခဲ့တဲ့ဘက်မှာပါဝင်ခဲ့တဲ့ကစားသမားအတွဲဘက်ဖြစ်တဲ့ကိုဝါတင်းနဲ့ကိုချိတ်တို့ကိုတွဲဖက်ပြီးတော့မြင်ရပါမယ်နောက်ပါလာတဲ့တယောက်ကတော့ဒါကိုတန်းစင်ထုံးခွန်ဓလုံးဖြစ်ပါတယ်ခင်ဗျာဒီ player လည်းဒါ national အဆင့်မှာပြည်သက်တွေနဲ့ရင်းနှီးပြီးသားကစားသမားဖြစ်ပါတယ်ဆိုတော့အကိုတို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအကိုပြန်တွေ့ပြန်ပြီကိုတပတ်တစ်ဖာပဲเนาะဟုတ်တယ်ကိုဘယ်သူတွေပြောင်းကိုကတစ်ကတော့ဒါကျွန်တော်တို့ပင်နိုင်ဆန်မင်းသားကြီးဖြစ်တဲ့အတွက်လုံးဝမပြောင်းဘူးဒီဘက်မှာတော့တောက်ကြနေမဟုတ်ပဲခြာသာပြီးမှခတ်ဖို့ဖြစ်လာတယ်ပြီးတော့တွဲဘက်တွေကလည်းဒါကိုနဲ့ရင်းနှီးပြီးသားတွဲဘက်တွေဖြစ်တဲ့အတွက်အကိုရဲ့ဒီနေ့ပွဲပေါ်ပြင်ဆင်မှုလေးရင်ခုန်တယ်လေးပြောပြပါဦးခင်ဗျာဒီပွဲကတော့ဒါကျွန်တော်တို့ဆိုလေဒါ9လပိုင်းမှာဝေါ်ကပ်ပြိုင်ပွဲလေးရှိပါတော့ဒီတော့တစ်ဖက်တင်းကလည်းဒီမှာပြိုင်ပွဲတွေနဲ့တကယ်ကိုထွေနေမိနေတဲ့အတင်းကျွန်တော်တို့ကလည်းထွေနေမိနေတဲ့အတင်းဆိုတော့ဒါထွေထွေတူတော့ပြင်ဆင်လာတာမရှိဘူးဒါပေမဲ့ဒီပွဲကတော့တကယ်စာပိတ်တွေရောရိုက်ချင်းတွေရောအကျိတ်နဲ့ကြည်ရမယ်ပွဲပြိတ္တကြိုက်မယ်ပွဲပေါ့ဗျာဒါတော့ကျွန်တော်တို့ဒါကြိုတင်ပြီးတော့ကြီးညာထားတဲ့အတိုင်းပဲကိုကတိတ်ကိုယ်တိုင်ပြောနေပြီနော်ဆိုတော့ TVC ကလုံးဝမခွာပါနဲ့အကိုမင်္ဂလာပါဟုတ်မင်္ဂလာပါ Power Battle Season မှာဒါပထမဆုံးလာ join ပေးတဲ့အတွက်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ဆိုတဲ့အကြောင်းကိုလည်းဒါပရိသတ်တွေကိုစားပြောချင်ပါတယ်ပြီးတော့ဒီနေ့ပွဲပေါ်ကိုယ့်ရဲ့ရင်ခုန်တယ်လေးပြောပြပါဦးဟုတ်ထွေတူတော့မရှိပါဘူးဗျကျွန်တော်ဒီပတ်ကြော်ချင်းဆိုတာလေကိုနဲ့မစိမ့်မှုဆိုရလေဟုတ်အခုလောဆယ်20လဲလုံးနေတဲ့အတွက်ကြောင့်မလို့ဒီ Power Battle Season မှာဒီကိုအတေတို့နဲ့အာရီတို့ဟိုဘက်ကအာရီတို့နဲ့အတူရှင်ပြိုင်ရမှာဆိုတော့ဟုတ်နည်းနည်းတော့ကျူးစားရမှာပေါ့ဟုတ်အကောင်းဆုံးကျူးစားမှာပါဟုတ်မော်လမြိုင်ပွဲမှာတော့ကိုရှိန်လေးတန်ရရသွားတော့အကို fighter role အနေနဲ့ကစားခဲ့တာတွေ့ရတယ်ဒီနေ့မှာရောအကိုရဲ့ရိုက်ချက်တွေတွေ့ရနိုင်လားတလုံးတလီလောက်ပါရင်ပါမှာပေါ့โอเคပါကိုချိတ်ပြန်တွေ့ပြီမင်္ဂလာပါကိုချိတ်ပြီးခဲ့တဲ့ဘက်ကတော့အရန်လန်းနဲ့ performance ပြသွားတယ်ကိုအားတင်းနဲ့ကိုချိတ်တို့ရဲ့တကယ်ကိုတွဲဖက်ညီညီနဲ့အလေလောက်ကအလုံးတွေကိုတောက်လျှောက်ရိုက်သွားတာတွေရေးလဲမိုက်တော့တွေ့ရတယ်ဆိုတော့ဒီနေ့မှလည်းအဲ့လိုမျိုးပုံစံထပ်ပြီးတော့တွေ့ကြပါတယ်ဒီနေ့ပွဲပေါ်ရင်ခုန်တယ်လေးအချမ်းပြလေးပြောပြပါဦးအကောင်းဆုံးမြောက်တော့ဆော့မှာပေါ့တဲ့မှာဒီကကိုပြရတဖန်တော့ပြေးပါလေကိုအကောင်းဆုံးအရှင်းမှာကောင်းရင်အကောင်းဆုံးဖြေတော့ရမှာပေါ့တဲ့မှာကိုမှပဲမူတည်တာပေါ့အကောင်းဆုံးဆော့ပေးရမှာပေါ့တဲ့မှာကျေးဇူးတင်ပါတယ်ကိုဒါကတော့ဒါဒီနေ့
လိန်သုံးကောင်တင်းရဲ့အုပ်ချုပ်သူကိုဟန်မျိုးလင်းဖြစ်ပါတယ်ကိုမင်္ဂလာပါ ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ ကိုကတော့ဒါဒီကျွန်တော် Power Battery Super Crow မှာတွေ့လိထားသိမရှိဘူးဒီနေ့မှာတော့ဒါ join ဖြစ်ပြီပေါ့နော်ဒါ join ရတဲ့ပုံရင်ခုန်တန်လေးပြီးတော့ဒီလို Power Battery Super Crow ဒီ challenge ကျွန်တော်တို့ရဲ့အစီအစဉ်နဲ့ပတ်သက်ပြီးတော့အကိုအနေနဲ့ဒီအချမ်းပြင်းသုံးသက်ချက်လေးဘယ်လိုမျိုးလဲသဘောကျလားဒီလိုမျိုးပြိုင်ပွဲတွေကိုနှစ်သက်လားဒါလေးလည်းပြောပြပါဦး ဟုတ်ကဲ့ကောနှစ်သက်ပါတယ်ဒီလိုပွဲမျိုးကတော့များများစားရှိတယ်မှာနှစ်ဖက်လုံးကလည်းnational ကစားသမားတွေဆိုတော့လေကြည့်ရတာပို့ပြီးတော့မြိုင်မယ်လို့တော့ထင်ပါတယ်တစ်ဖက်ကလည်းတော်တော်ကောင်းတယ်အကောင်လုံးရှိလဲတော့အကောင်လုံးညှိတဲ့အတင်းတွေဆိုတော့လေအားကြောင့်ပွဲကတော့တော်တော်ကောင်းမှထင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်အကိုတို့နေရာယူပေးပါအောင်ခင်ဗျာပြောသွားတာနည်းနည်းရှေ့သွားရင်တောင်းပါပါတယ်လို့ပြောချင်ပါတယ်ဆိုတော့ပရိသတ်များခင်ဗျာပွဲရတော့ဒါစပါတော့မယ်ကျွန်တော်တို့ဆက်ပြီးတော့ပွဲစားဖို့ဒိုင်ဖြစ်တဲ့ဥအောင်လင်ကိုထပ်ပြီးတော့စီစဉ်ပေးဖို့အတွက်ပန်ကြားလိုပါတယ်ခင်ဗျာ ပိုက်ကြော်ချင်းချစ်အားသာဝါသနာရှင်ညီကိုမောင်နှမများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဗျ BBTV နဲ့ M Channel ကိုအပတ်စဉ်တိုင်းစောင့်ကြည့်အားပေးနေကြတဲ့တယောက်ချင်းစီတိုင်းရောလိုင်းပေါ်ကကြည့်ရှုတဲ့ညီကိုတွေရောကွင်းထဲမှာလာရောက်ကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေရောအားလုံးပဲအထူးပဲကျေးဇူးတင်ရှိပါဗျဒီကနေ့မှာတော့ကျွန်တော်တို့ Power Battery Super Crow Challenge ရဲ့အာတစ်နဲ့စိန်ခေါ်မှုများအစီအစဉ်မှာဒီတစ်ခေါက်ပါဝင်လာတာကတော့ကျွန်တော်တို့ National ကစားသမားတွေဖြစ်တဲ့မြန်မာလူမျိုးတွေညီငယ်လေးတွေပဲဖြစ်ပါတယ်ဗျဒီကနေ့ National ပြိုင်ပွဲမှာတော့3-5 ပေနှစ်ပါစားနဲ့နောက်စီးထိုး3ပေစီအတွင်းဝင်ရပဲဖြစ်ပါတယ်စီကန်းချက်ကတော့ဒီနေ့ပွဲမှာတော့မြိုင်ဆိုင်နဲ့တကယ်ကိုကြည်ကောင်းမဲ့3ယောက်ကြီးပွဲစဉ်ပဲဖြစ်ပါတယ်ဗျနော်ပြီးခဲ့တဲ့ပွဲမှာလည်းကျွန်တော်တို့ကိုဂျိတ်ကအစွမ်းပြပြီးတော့အနိုင်ယူထားသလိုဒီကနေ့ပွဲမှာလည်းဘယ်လိုမျိုးအနိုင်ယူသွားမလဲဆိုတာလဲစောင့်ကြည့်ရမယ့်အနေထားပါဗျတစ်ဖက်မှာတော့ကျွန်တော်တို့နာမည်ကြီးမြန်မာလေဝေးတွေညီငယ်လေးတွေဖြစ်တဲ့ခေကျောင်းသားအသင်းမှဇော်မင်းဦးကျွန်တော်ဇော်မင်းခက်ကောအာကြီးသူရာဆိုးခေါ်ကျောင်းသားနဲ့ဝင်းစော်ဦးခေါ်တရုတ်ကြီးတို့ပဲဖြစ်ပါတယ်ဗျနီးပြကတော့ဦးကောင်းထောဖြစ်ပြီးတော့ကျွန်တော်တို့လိတ်သုံးကောင်တဲကတော့အားလုံးသိနေကြတဲ့အတိုင်းပါပဲဇင်မင်းဦးခေါ်အာရစ်နှစ်တလုံးခေါ်တန်စင်ထွန်းကိုဂျိတ်တို့ပဲဖြစ်ပါတယ်ဗျနီးပြတော့ကိုဟန်မျိုးလေးပဲဖြစ်ပါတယ်ဒီကနေ့ပွဲရတော့ကျွန်တော်တို့ National Broad မပါတဲ့အတွက်ကန်ချင်းနေနဲ့ဆယ်ချင်းတွေကိုမြိုင်ဆိုင်ကြည့်ရမယ်ပွဲပဲဖြစ်ပါတယ်ဗျကဲပရိသတ်ကြီးပွဲရတော့မကြခင်စတင်တော့မှဖြစ်တဲ့အတွက် TV ဖန်သားရှေ့ရနေပြီးတော့မျက်နာလေးမခွာဘဲနဲ့စောင့်ကြည့်ပေးဖို့ဒီနေရာနေဖိတ်ခေါ်လိုက်ရပါတယ်ဗျာ အာကြီးဖြစ်ပါတယ်ခင်ဗျာသူရဆိုးခေါ်ကျောင်းသားဖြစ်ပါတယ်ခင်ဗျာဝင်းစောတော်ဦးခေါ်တရုတ်ကြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မိကြဖြစ်နေရတော့ကိုကောင်းထုမှဆောင်ရွက်တော်မှာဖြစ်ပါတယ်ဒီသုံးကောင်အသင်းကိုမိတ်ဆက်ပေးရမယ်ဆိုလို့ရှိရင်တော့ဇင်မင်းဦးခေါ်အားရဖြစ်ပါတယ်ခင်ဗျာတန်းစင်တွန်းခေါ်ဓာလုံးဖြစ်ပါတယ်ခင်ဗျာဒီကတော့ကျွန်တော်တို့ရဲ့ခြေကလားလေးဖြစ်ပါတယ်ခင်ဗျာအားလုံးပိတ်ဆက်ပါခင်ဗျာမစနစပါ ခုဆိုတော့ကိုယ်ထဲမှာကျွန်တော်တို့နှစ်ဖက်အာသာသမားတွေနှုတ်ဆက်နေပြီပဲဖြစ်ပါတယ်ဗျအကြခင်ချိန်တွင်းမှာတော့ကျွန်တော်တို့ပြိုင်ပွဲကိုစတင်မှာဖြစ်ပြီးတော့ကွင်းလေတိုင်လူကြီးဖြစ်ကတော့ဥအောင်လွင်နဲ့ Empire 2ဖြစ်ကတော့ကိုဟာဟပဲဖြစ်ပါတယ်ဗျကိုဟာလည်းဒီကနေ့ပွဲစဉ်ကိုလည်းအတစ်ပွဲကြက်လောက်မယ်ဆိုတဲ့အနေအထားကိုစီစဉ်လာတာပဲဖြစ်ပါတယ်ဗျခုဆိုတော့ကျွန်တော်တို့ပထမဦးဆုံးစာပစ်ကိုတော့ခေတ်ကျောင်းသားစာပစ်မှာအာကြီးထိုးမယ်ဗျ left oh ခုဆိုတော့အာကြီးဂုံစားပစ်ထိုးရတယ်အတစ်ဖမ်းထားတယ်ဗျာတန်းစင်တော့တင်ထားတယ်ကိုဂျိတ်ပါချင်းလေးကန်ထားတယ်ဗျာရပါတယ်ခုဆိုတော့လိတ်3ကောင်ရပါတယ်ဗျ player ready လိတ်3ကောင်ရဲ့အတစ်စာပစ်ထိုးမယ်ဗျအဲစာပစ်ထိုးရတယ်ဖြုတ်ချင်းလေးပဲအာကြီးဖမ်းထားတဲ့တရုတ်ကြီးတင်ထားပြီအာကြီးပြန်ကန်ချတယ်ကောင်းပါတယ်ဗျာနော်ဒီကနေ့မှာတော့အပြိုင်ဆိုင်ဒုံးကြည့်စာပစ်တွေမြင်ရမှာဖြစ်တယ်လို့ကျွန်တော်တို့ဘက်ကင်ကန်ချက်တွေကလည်းအာကြီးနဲ့ကျွန်တော်တို့ကိုချိတ်ကအကောင်းမွန်ဆုံးကန်ချင်းတွေတွေ့ရမှာပဲဖြစ်ပါတယ်ခုဆိုတော့ခေကျောင်းသားအာကြီးဂုံစားပဲထိုးရတယ်အားတဲ့ဘယ်လိုင်းတဲ့ကိုကျွန်တော်တို့စီးနဲ့အနေငယ်ဝေးသွားခဲ့ပါတယ်ဗျဒါကြောင့်မို့စာပစ်ချိန်မှာ left oh အားတဲ့စာပစ်ပါဗျလက်ဩပါပဲဗျအားတဲ့စာပစ်ထိုးရတယ်ခုဆိုရင်တော့ကျွန်တော်တို့အာကြီးနဲ့ကျွန်တော်ကျောင်းသားရဲ့ဂျားထဲမှာအာတစ်ရဲ့စာပစ်တစ်လုံးကတော့စတင်ပြီးပေါက်သွားခဲ့ပြီဗျဒါကြောင့်မို့ကျွန်တော်တို့အမှတ်ကတော့1လက်ပါဗျအားဒီစာပေထပ်ထိုးရတယ်အာကြီးခေါင်းလေးတောက်ထားတယ်တရုတ်ကြီးတင်ထားပြီအာကြီးပဲကန်ချတယ်တကယ်ကောင်းမွန်တဲ့သုံးသက်ခြင်းပါဗျာ9ပေနှစ်မှာတော့ National လေရွေးတင်တွေပြီး
ဖမ်းဖို့ဆယ်ဖို့မလွယ်နိုင်တဲ့အနေထားပါဗျကုစုံတော့စာပေချင်းမှာအာကြီးစာပေထိုးမယ်ဗျထိုးလာပြီတန်တင်တော်ဖမ်းထားတယ်အာရဲတင်ထားပြီကွာချင်းမဲ့ကိုချိတ်ကန်ထားတယ်ကဲကိုချိတ်ကလည်းသူ့ရဲ့မေဂျာအတိုင်းပဲကျွန်တော်တို့ချိတ်ကိုအပပါနဲ့ကန်ချထားတာတွေ့ရတယ်ဗျကုစုံတော့စာပေချင်းမှာလေတုံးကအာတက်ကစားပြပါဗျာအာတက်ထိုးထားတယ်အာကြီးခေါင်းလေးတောက်ထားတယ်တရုတ်ကြီးတင်ထားပြီအာကြီးပဲကန်ထားတယ်ကောင်းတယ်ဗျာတစ်ဖက်နဲ့တစ်ဖက်ကတော့ကျွန်တော်တို့အမှတ်တမဲ့ရဖို့ဆိုတာမလွယ်ကူပါဘူးဗျာနော် National ကစားသမားတွေပြီးပြီးအဆုံးသက်ချင်းတွေကတကယ်ပဲကောင်းပါပါတယ်ဦးဇင်းတော်စားပိတ်ချင်းလောက်ဝမ်းပါဗျာအာကြီးစားပိတ်ထိုးထားတယ်တန်တင်တော်ဖမ်းထားတယ်ဆင်ထွက်သွားပြီတန်တင်တော်ပဲလိုက်တင်နေတယ်ပါသွားပြီအာကြီးဖမ်းထားတယ်ပါသွားပြန်ပြီတရုတ်ကြီးထပ်ဖမ်းထားတယ်ကျောင်းသားလိုက်တင်နေတယ်အာကြီးပဲကန်ချတယ်အောက်တယ်ဗျာကဲဒီအမှတ်ကြီးကတော့အန်ဩတရားပဲဗျာအာကြီးရဲ့အဆုံးသက်ချင်းအနှဲငယ်ဝေးသွားခဲ့တယ်ဗျဒါမှမဟုတ်စာပေချင်းမှာ one လက်ပါပဲဗျအားလေးစာပေထိုးထားတယ်ကျောင်းသားဘယ်လေးနဲ့ဖမ်းထားတယ်တရုတ်ကြီးတင်ထားပြီးအာကြီးပဲကန်ချတယ်ကြပါတယ်ဗျာဒါမှမဟုတ်စာပေချင်းမှာတစ်ဖက်နဲ့တစ်ဖက်စာပေတွေကလည်းကြောက်ခမန်းလီတွေပါပဲဗျာနော်ဒီစာပေတွေက9ဘီနှစ်မှာတော်သွားတဲ့စာပေတွေပါဗျဒုံးကြည်လိုပဲဖမ်းရတာနော်အပပါအာကြီးစာပေထိုးထားတယ်ပိုက်တိုးတယ်ဗျာနော်စာပေချင်းမှာ Player ready ဒီကျွန်တော်အတစ်စာပေထိုးမယ်ဗျအဲစာပေညာလိုင်းနဲ့ထိုးထားတယ်အာကြီးခေါင်းတောက်ထားတယ်တရုတ်ကြီးလိုက်တင်နေပြီပါလာပြီပါချင်းကောင်းလိုက်တဲ့ဖွားနင်းချက်ဗျာပါလာတဲ့ချင်းအာကြီးဖွားနဲ့လိုက်ပြီးပေါက်ပြီးတော့အဆုံးတတ်ထားနိုင်ခဲ့တယ်ဗျခုဆိုတော့စာပေပြောင်းထိုးတာတွေ့ရပါတယ်တရုတ်ကြီးစာပေထိုးထားတယ်ဗျတန်တင်လို့ကြီးမှာဖမ်းထားတယ်အတစ်ပဲတင်ထားတယ်ကိုချိတ်ဘာလို့မလဲကန်ချတယ်ကောင်းပါတယ်ဗျာနော်ကိုချိတ်ကလည်းခုချိန်ထိတော့အမှားယွင်းနဲစွာနဲ့ဆုံးသက်ပေးနေတာတွေ့ရတယ်ဗျာနော်မိမိရဲ့ကစားသမားတွေနဲ့တူဒီဆိုတော့အတစ်စားပဲပါလက်ဝမ်းပါပဲဗျတျူကြီးတင်ထားတယ်အာကြီးပဲကန်ချတယ်မိထားတယ်ကိုချိတ်လိုက်နေသေးတယ်အာတစ်ခေါင်းတိုက်ထားတယ်တျူကြီးဘယ်လေးနဲ့ဖမ်းထားတယ်ចောင်းသားဘယ်နဲ့ထပ်တင်ထားတယ်အာကြီးပဲကန်ထားတယ်မိသွားပြီအာတစ်လိုက်နေတယ်တန်းတင်တော့တင်ထားပြီချိတ်ကလာဖမ်းထားတယ်တျူကြီးပဲထပ်ဖမ်းထားတယ်အာကြီးပဲထပ်ဖမ်းထားတယ်ကဲဒီလိုအမှတ်မျိုးကတော့ဗျာရှာပါပါပဲဗျာနော်တစ်ဖက်နဲ့တစ်ဖက်အသွားပြန်3လုံးလောက်ကိုကန်ချယူနေရတယ်ဗျာနော်အစဲထောက်တွေကလည်းတကယ်ကောင်းမှပါတယ်ကုစုံတော့စာပေချင်းပါပဲဗျလောက်ဝမ်းပါဗျတရုတ်ကြီးစာပေထိုးထားတယ်ကိုချိတ်ခေါင်းလေးနဲ့တောက်ထားတယ်အတစ်တင်ထားပြီကိုချိတ်ပဲကန်ထားတယ်တကယ်ကောင်းပါတယ်နော်ကုစုံတော့တစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့အစဲထောက်တွေ Player ready ကြည့်ရမယ်အနေထားဗျာနော်ဒီဆိုတော့အတစ်ထိုးထားတယ်ကျောင်းသားဘယ်နဲ့ဖမ်းထားတယ်ညာနဲ့လိုက်တင်ထားတယ်အာကြီးပဲကန်ချတယ်ကောင်းပါတယ်ဗျာနော်အာကြီးညီလေးမြန်မာလေးညီငယ်လေးတကယ်ကောင်းပါတယ်ဒီချင်းနေကန်သွားတာလက်ဝမ်းပါဗျတရုတ်ကြီးစားပဲထိုးထားတယ်အတစ်ခေါင်းလေးနဲ့တောက်ထားတယ်တင်ထားပြီကိုချိတ်ပဲကောင်းနေဗျာဒီဆိုတော့ကိုချိတ်ရဲ့ကန်ချင်းတစ်ဖက်ကကျွန်တော်တို့ကာကွယ်နိုင်ခဲ့ခြင်းမရှိသေးပါဘူးဗျာနော်ခုချိန်ဒီတော့အမှတ်ကတော့one လက်ပါပဲဗျ Player ready 1 lap လူစနောအတဲ့စားပဲထိုးထားတယ်ဘေးလိုင်းထဲမှာတူကြီးဘေးလိုင်းထဲမှာပေါက်ပြီဗျာကဲပွဲစဉ်ကြာလာတာနဲ့အမျှကျွန်တော်တို့လိတ်3កောင်ရဲ့ပင်နိုင်စံမင်းသားအတက်ကတော့စားပဲတွေနဲ့ကိုရှာနေတယ်ဗျာနော်ပြီးခဲ့တဲ့မော်လမြိုင်ပွဲမှာလဲတစ်ဖက်အသင်းကို9လုံးစက်တိုက်ပေါက်အောင်ထိုးနိုင်ခဲ့တဲ့ညီငယ်လေးပါအတက်ထိုးထားတယ်အာကြီးကောင်းတောက်ထားတယ်ចောင်းသားလိုက်နေတယ်ဖမ်းနာပြီးတန်းတင်ထွန်းကျွန်တော်တို့ပြက်ချင်းဖြစ်သွားတဲ့ပုံမှာအာကြီးရဲ့ဖွားနဲ့ဆုံးသက်ပြီးတော့အမတ်တမတ်မပေးအောင်ကာကွယ်ထားနိုင်ခဲ့တယ်ဗျနော် Player ready lap 2အာကြီးစာပေပြောင်းထိုးတာတွေ့ရတယ်ဗျအာကြီးထိုးရတယ်တန်တင်တို့ဖမ်းထားတယ်ဒီငိမ့်ပဲအာတစ်တင်ထားပြီးကိုချိတ်ကောင်းတယ်ဗျာကိုချိတ်ပြီးတော့တိုင်မင်မှန်မှန်နဲ့ကိုချိတ်ကအကောင်းဆုံးဆုံးသက်ထားတာတွေ့ရတယ်ဗျ Player ready 2စာပေချိန်မှာအာတစ်စာပေဗျထိုးရတယ်အာကြီးစီမှာပဲဖမ်းထားတယ်တရုတ်ကြီးတင်ထားပြီးအာကြီးပဲခွဲခြင်းကောင်းတယ်ဗျာအာတစ်ကဘယ်လိုင်းတွေကိုလွတ်လွတ်ကျွတ်ကျွတ်ကန်ချပြီးတော့အမတ်တမတ်မပေးအောင်ကျွန်တော်တို့စွမ်းဆောင်နိုင်ခဲ့တယ်ဗျာ Player ready ဒီစာပေချိန်မှာအာကြီးစာပေပဲဗျအာကြီးစာပေထိုးထားတယ်တန်းတင်တို့ဖမ်းထားတယ်ကိုချိတ်ပါခြင်းလိုက်ထိထားတယ်မထီဘူးတရုတ်ကြီးတင်ထားပြီးကိုချိတ်ထပ်ဖမ်းထားတယ်သူတော်လည်းပဲ
ပါချင်းကိုအာကြီးဘွားနဲ့လိုက်နေပြီးတော့အမှတ်တမဲ့ရှာဖွေသွားနိုင်ခဲ့ပြီဗျခုဆိုရင်တော့1လက်ပါ1 2ပါဗျနော်အာကြီးတို့တမတ်စရသွားပြီဗျအာကြီးပဲဖြုတ်ချင်းပဲကဲအာကြီးညီငယ်လေးဂုံဖြုတ်ချင်းတဲ့တူအမှတ်တမဲ့ထပ်မှန်ပြီးတော့ရှာဖွေနိုင်ခဲ့တယ်ဗျဒါကြောင့်မလို့အမှတ်ကတော့2 all ပါဗျာကဲပွဲရတော့ကြည်ကောင်းနေပြီဗျနော်ဒီအသင်းနဲ့ဒီအသင်းအမှတ်တမဲ့ရဖို့မလွယ်ပါဘူးဗျအာကြီးပဲစားပဲထိုးရတယ်ပိုက်တိုးတယ်ဗျာ Player ready 2 off ခုဆိုရင်တော့2 all ပါပဲဗျအတက်စားပဲထိုးရတယ်တရုတ်ကြီးရှိမှဖမ်းရတယ်ခုဆိုရင်တော့ကျွန်တော်တို့တရုတ်ကြီးရဲ့ညာချီခွင်ထဲမှာအတက်ကစားပဲတစ်လုံးထပ်မှန်ပြီးတော့ပေါက်သွားခဲ့ပြီဗျာဒါကြောင့်မို့အမှတ်ကတော့3 2ပါဗျ Player ready 3 2 ဒီပွဲကလည်း short လို့မရပါဘူးဗျာနော်အတက်ကလည်းဖမ်းတာပြီးတရုတ်ကြီးရှိမှပဲလိုက်နေတဲ့ចောင်းသားခုဆိုရင်တော့အတက်ကစားပဲဟာတရုတ်ကြီးရဲ့ခေါင်းပေါ်မှာထပ်မှန်ပြီးတော့တစ်လုံးပေါက်သွားခဲ့ပြန်ပြီဗျဒါကြောင့်မလို့4 2ပါဗျ 4 2 အတက်စားပဲထိုးရတယ်ပိုက်ကောင်းညို့ထောက်ကြပြန်ပြီဗျာကဲအတက်ကစားပဲကတော့3လုံးဇက်တိုက်ပေါက်သွားခဲ့ပြီဗျာ ကျောင်းသား ခုဆိုတော့တိုင်းမောက်ခေါ်ထားတယ်ဗျာနော်ကျွန်တော်တို့ပြီးခဲ့တဲ့မော်လမြိုင်ပွဲမှာ9လုံးဇက်တိုက်ထိုးခဲ့တဲ့ပေါက်အောင်ထိုးခဲ့တဲ့ကျွန်တော်တို့သူ့ရဲ့နော်ကစားအားထိုးအန်တွေကိုအခုတဖန်ထပ်ပြီးတော့ပဲမြင်ရမလားကျွန်တော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဗျကဲပရိသတ်ကြီး မနာတော်ပါ ခုဆိုတော့ကျွန်တော်တို့ရဲ့အတက်ကစားပဲ3လုံးဇက်တိုက်ပေါက်သွားတာကိုမြင်ရပြီပဲဖြစ်ပါတယ်ဗျာနော်နောက်ထပ်များထပ်မှန်ပြီးပေါက်မလားဆိုတာကြည့်အောင်မယ်ဗျာနော်အမှတ်ကတော့5 2ပါဗျဖြုတ်ချင်းလေးထိုးရတယ်အာကြီးချီကွန်းလေးနဲ့ဖမ်းရတယ်တရုတ်ကြီးလိုက်တင်နေတယ်အာကြီးပဲဘတ်ချင်းလေးဖမ်းထားပြီးကိုချိတ်လိုက်နေတယ်ကျွန်တော်နော်ဒီလုံးဝတော့ကျွန်တော်တို့ကိုချိတ်ကျွန်တော်ဘတ်ချင်းလေးကောက်ရမှာဆင်ထွက်သွားတဲ့ကျွန်တော်တို့စာပေချိန်ပါပဲ Player ready 2 5ပါဗျကျွန်တော်အာကြီးခေကြောင်းသားရဲ့ညီငယ်လေးအာကြီးထိုးရတယ်ဘယ်လိုင်းနဲ့မှာဗျဝေးတယ်ဗျာသူဆိုတော့စီးနဲ့အနေငယ်ဝေးသွားတဲ့ကျွန်တော်တို့စာပေချိန်ပါပဲဗျ ready 5 2 5 2ပါဗျအဲ့ဒီထိုးရတယ်အာကြီးပဲကောင်းလေးနဲ့တောက်ဖမ်းပြီးတာတီတီငယ်ပဲတင်ရတယ်အာကြီးပဲကန်ချတယ်ကျွန်တော်တို့နော်အာကြီးညီငယ်လေးအတက်ကစားပစ်တွေကိုဖမ်းရမှာတီတီညီညီနဲ့ဖမ်းနေရတွေ့ရဗျအာကြီးက first word တကယ်ကောင်းပါတယ်ဗျ 2 5 ဒီဆိုတော့ចောင်းသားပြန်ပြောင်းထိုးလာတာတွေ့ရတယ်ဗျနော်ចောင်းသားကိုစားပစ်ထိုးရတယ်တန်တင်တော့ဖမ်းလာပြီးအတက်ပဲတင်ရတယ်ကိုချိတ်ဆုံးတက်ထားတယ်ကောင်းတယ်ဗျာအခုဆိုရင်တော့ကိုချိတ်ကကန်ချင်းတစ်ဖက်ကကာကွယ်နိုင်ခြင်းမရှိသေးဘူးဗျနော်အခုချိန်ဒီတော့အမှတ်ကတော့5 2ပါဗျ 5 2 အတက်ပဲထိုးရတယ်ចောင်းသားဘဲနဲ့ဖမ်းရတယ်တရုတ်ကြီးလိုက်နေပြီအာကြီးပဲထက်ကန်ထားတယ်အာတက်မိသွားပြီတန်တင်တော့လိုက်နေတယ်ကိုချိတ်ကန်ချတယ်မိသားသေးတယ်ဗျာချိတ်နဲ့အာကြီးပဲထပ်ဖမ်းထားတယ်ကိုချိတ်ခေါင်းလေးနဲ့တောက်ထားတယ်အတက်တင်ထားပြီကိုချိတ်အဆုံးတက်တယ်ဗျာခုဆိုရင်တော့ကျွန်တော်တို့အတက်တို့မှတ်တက်ပါတယ်ဗျာနော်ကျွန်တော်တို့ defense အားနဲ့ကြည့်ရမယ်ဆိုရင်တော့ဒီဘက်မှာတော့အတက်နဲ့တန်းစင်ထွန်းရဲ့ defense နဲ့အတူအမှတ်2မှတ်လောက်ရှာထားနိုင်တာတွေ့ရတယ်ဗျခုဆိုရင်တော့စစ်2ပါဗျအတက်စားပဲပါထိုးထားတယ်တရုတ်ကြီးပဲတင်ထားတယ်အာကြီးကန်ထားတယ်ကောင်းပါတယ်ဗျနော်ခုဆိုတော့အမှတ်က2စစ်စာပဲချိန်ပါဗျ Player ready တစ်ဖက်မှာတော့ចောင်းသားထပ်မှန်ပြီးတော့စာပဲထိုးတာတွေ့ရတယ်ဗျနော်ចောင်းသားပို့ချင်းထိုးထားတယ်သို့တော်လည်းပိုက်မကြော်ခဲ့ဘူးဗျနော်တစ်ဖက်ကခေចောင်းသားတော့3ယောက်လုံးစာပဲပြောင်းပြီးထိုးနေတာတွေ့ရတယ်ဗျဒီဘက်မှာတော့လိတ်3កောင်အနေနဲ့ပေးနိုင်တဲ့အာတစ်တယောက်ပဲထိုးတာတွေ့ရတယ်ဗျခုဆိုတော့အာတစ်ပဲစာပဲထိုးထားတယ်အာကြီးဘယ်လိုင်းထဲမှာထိုးထားအာကြီးခေါင်းနဲ့တောက်ထားတယ်တရုတ်ကြီးတင်ထားတယ်ဘတ်ထားတယ်လိုက်နေသေးတယ်အာကြီးပဲမိထားတယ်တရုတ်ကြီးထပ်တင်ထားတယ်အာကြီးပဲကောင်းတယ်ဗျာနော်ဒီခါမှာတော့ကျွန်တော်တို့အာကြီးအကောင်းမဆုံးဆုံးသက်သွားတယ်ဗျာနော် Player ready ခုကျွန်တော်စာပေချိန်မှာ2စစ်ပါဗျចောင်းသားစာပေထိုးထားတယ်ပူချင်းမဲအတစ်ဖမ်းထားတယ်ဂုံလေးနဲ့တင်ထားပြီးကိုချိတ်ကန်ချတယ်လွတ်လွတ်ကျွတ်ကျွတ်ပဲဗျာနော်ကိုချိတ်ကန်ချင်းကောင်းမွန်ဆုံးဆုံးသက်ထားတယ်ကိုချိတ်ကတော့ခုချိန်ထိတော့တိုင်မင်းကောင်းနေတယ်ဖြစ်တယ်ဗျာနော်တလုံးမှအမှားမရှိသေးဘူးဗျာနော်စစ်2ပါဗျစာပေချိန်မှာဘယ်လိုင်းထဲမှာတိုးတော်လဲဝေးတယ်ဗျာကျွန်တော်နော်တရုတ်ကြီးဘယ်လိုင်းထဲကိုအတစ်စာပေထိုးရမှာစီးနဲ့အနှဲငယ်လေးဝေးသွားခဲ့တယ်ဗျ Player ready စာပေချိန်မှာ2 sit 2စစ်ပါဗျတရုတ်ကြီး
ခုဆိုတော့ကျောင်းသားစာပေပိုက်မကြော်ခဲ့ဘူးဗျာစာပေချိန်ပါဗျ Player ready sit အားတဲ့စာပေထိုးမယ်အားစာပေတင်လာတယ်ခုဆိုရင်တော့ပထမဦးဆုံးကျွန်တော်တို့အာကြီးရဲ့ခေါင်းပေါ်မှာစတင်ပြီးတော့တလုံးပေါက်သွားခဲ့ပြန်ပြီဗျာအားတဲ့ကတော့နေရာဆန်းပြီးထိုးနေရတွေ့ရတယ်ဗျအမှတ်ကတော့7-2ပါဗျအားတဲ့ထပ်ထိုးထားတယ်အာကြီးစီမှာပဲအာကြီးခေါင်းလေးတောက်ထားတယ်ចောင်းသားတင်ထားတယ်အာကြီးကန်ချထားတယ်ကောင်းပါတယ်ဗျာနော်ဒီလုံးကတော့ခုဆိုတော့အားတဲ့ကအမှတ်ရှာဖွေမှုနဲ့အတူစာပေတွေနဲ့အမှတ်ရှာထားပြီးတော့အမှတ်ကတော့နည်းငယ်ကွာဟနေတယ်ဗျ2-7ပါဗျခုဆိုတော့ចောင်းသားဂုံစာပေထိုးထားတယ်ပိုက်တိုးတယ်ဗျာနော်ဒါမှမဟုတ်စာပေချိန်ပါပဲ7-2ပါဗျ7-2အားဒီစာပေပဲဘယ်လိုက်နေဖြုတ်ထားတယ်အာကြီးဂုံလေးနဲ့တောက်ထားတယ်အာကြီးပဲဖန်နာပြီးတန်းတင်တော့ပါသွားပြီအာကြီးခေါင်းလေးနဲ့ပြန်တောက်ထားတယ်တရုတ်ကြီးထက်တင်ထားတယ်အာကြီးပဲကွာကြီးအာဒီမိတ်သွားပြီဗျာထက်တင်ထားတယ်အတိုလေးကန်ချတယ်တကယ်ကောင်းမွန်တဲ့တစ်ဖက်နေပါဗျာနော်အစဲထောက်တွေကတကယ်ကြောက်ခမန်းလိလိပါဗျာအခုဆိုရင်တော့ကျွန်တော်တို့8-2နဲ့အာတစ်တို့လိတ်3အောင်တင်းကကွင်းချင်းသွားပြီပဲဖြစ်ပါတယ်ဗျာနော်အော်တခါဖြန်းယုံနဲ့လှည့်ကြည့်စရာမလိုတဲ့ပွင့်ထွေးပိုးသက်စီပေးဗျာ 这我机长先。 ပေးကင်းတဲ့ပွင့်ထွေးပိုးကြနေရင်မြမဩဘာရဲ့ပွင့်ထွေးပိုးသက်စီငှက်ကြီးတောင်စေတပုံးလျင် 30cc ထည့်ဖြန်းပါတစ်ချိန်ဖြန်းယုံနဲ့ပွင့်ထွေးပိုးရှင်ပန်းမွေးပိုးဖြန်းရဲ့ငှက်ကြီးတောင်ရတယ်အေးဆေးလို့ကဲပရိသတ်ကြီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါပြီဗျအခုဆိုတော့ပြိုင်ပွဲပြန်လဲစတင်ပြီးပဲဖြစ်ပါတယ်ဗျအခုဆိုတော့အမှတ်ကကျွန်တော်တို့8ကျွန်တော်တို့2နဲ့ချိန်ထားပါဖြစ်ပါတယ်ဗျနော်ကျွန်တော်တို့ရရှိခဲ့တဲ့10မှတ်ကတော့ကျွန်တော်တို့စာပေအာတိကစာပေနဲ့9မှတ်ရရှိထားပြီးတော့10ချင်းကတော့ကျွန်တော်တို့3မှတ်ရရှိထားတယ်ဗျနော်10ချင်း3မှတ်ရှာထားပြီးတော့အာတိကစာပေကတော့9လုံးရှာထားတာတွေ့ရဗျဒါကြောင့်မလို့8-2ပါဗျခုဆိုတော့လိတ်3အောင်အားတဲ့ဖြုတ်ချင်းလေးထိုးရတယ်အာကြီးဖမ်းရတယ်ပါသွားတယ်ဗျာကျွန်တော်တို့နော်အာကြီးရဲ့ခြေခွင်နဲ့ဖမ်းချင်းပါသွားတဲ့ပုံမှာအားတဲ့နေရာယူမှုအနေငယ်နောက်ကျခဲ့တဲ့ကြောင့်မလို့အမတ်တမတ်ဆုံးရှုံးခဲ့တယ်ဗျာခုဆိုတော့အားတဲ့အာကြီးစားပဲထိုးမယ်ဗျ2-8ပါဗျာအာကြီးထိုးရတယ်တန်းတင်တော့တီတီငင်ငင်ဖမ်းရတယ်အားတဲ့တင်ရတယ်ကိုကျိတ်ကန်ချတယ်ចောင်းသားဆရာမှာ
ချင်းလုံးကစင်ထွက်သွားတဲ့အကြောင်းလို့စာပေချိန်မှာပဲဗျကျွန်တော်ကန်ချင်းတွေကလည်းအပါပြင်းထန်လာတဲ့ကန်ချင်းတွေဖြစ်ပါတယ်ဗျနော်ခုကျွန်တော်82ပါအဲ့ဒီစာပေထိုးရတယ်တရုတ်ကြီးဖမ်းရတယ်တတရာပဲအာကြီးကန်ချတယ်တကယ်ပင်ဆုံးသက်ကောင်းမွန်ပါဗျနော်ပိုက်ပေါ်မှာဆိုတော့လှည့်ကြည့်စရာမလိုတဲ့ fighter ခေါင်းတွေဖြစ်ပါတယ်ဗျနော် ready ခုဆိုတော့ 2 အာကြီးကကြောင်းသားမအာကြီးညီငယ်လေးစာပေထိုးရတယ်အဒီဖမ်းရတယ်တီတီငင်ငင်နဲ့ပဲတင်ထားပြီကိုချိတ်ကန်ချတယ်ကန်လန်ကိုကန်ချလိုက်တယ်ဗျနော်ကန်လန်ပြက်ကျွန်တော်တို့နော်ကိုရင်ရဲ့ကန်လန်ပြက်အနေထားနေပြီးတော့ခွဲခြင်းနဲ့ကန်ချပြီးတော့အဆုံးသတ်ထားတာတွေ့ရတယ်ဗျဒါကြောင့်မလို့စာပေချိန်မှာပဲ82ပါဗျ ready 8 2 အဒီစာပေထိုးရတယ်အာကြီးခေါင်းလေးတောက်ထားတယ်တရုတ်ကြီးလိုက်တင်နေတယ်အာကြီးပဲဘတ်ချင်းမိသွားပြီအဒီဆယ်ချင်းထပ်မိသွားတင်ထားတယ်ကိုချိတ်ဖမ်းထားတယ်တရုတ်ကြီးဖမ်းထားတယ်ထပ်ပြီးတော့မိထားတယ်တန်းတင်ထွန်းကိုချိတ်ကန်ထားတယ်ကျောင်းသားဖမ်းထားတယ်တရုတ်ကြီးပဲထပ်တင်ထားတယ်ဒီတစ်ခါမှာတော့ကျွန်တော်တို့နော်အာကြီးရဲ့ဆုံးသက်ခြင်းနဲ့တူအမှတ်တမဲ့မပေးအောင်ကာကွယ်ထားနိုင်ခဲ့တယ်ဗျနော်တစ်ဖက်နဲ့တစ်ဖက်အသွားပြန်ရလဲတကယ်ကိုမြန်ဆန်လွန်အားကြီးပါတယ်ဗျာနော်ကျွန်တော်တို့အစီအစဉ်ကြီးညာဖို့တော့မနေလိုက်ယူနေရတဲ့အနေထားဗျအာကြီးဗတ်ချင်းလေးထိုးထားတယ်ဦးဇုံတော့အတူလေးတင်ထားပြီကျွန်တော်နော်အတေကတော့ပိုင်နိုင်နေပဲချင်းကိုဆယ်ပြီးတော့အတူလေးမီဖိုက်တာကိုတင်ပြီးတာတွေ့ရတယ်ဗျခုဆိုတော့82ပါအားရစာပဲပါဖြုတ်ချင်းထိုးထားတယ်အာကြီးပဲဖမ်းထားတယ်တရုတ်ကြီးတင်ထားပြီမြောက်ထားတယ်အာကြီးကန်ချတယ်သူတော်လည်းပဲတန်းတင်တော့ကျွန်တော်ဆယ်ရမှာချင်းကအနှဲငယ်ထွက်သွားခဲ့တယ်ဗျာဒါမလို့စာပေချိန်ပါဗျ2 8ပါပဲဗျာနော်8 2 8ခုဆိုတော့အာကြီးစာပေထိုးထားတယ်ဝေးတယ်ဗျာခုဆိုတော့နော်တစ်ဖက်မှာတော့ခေချောင်းသားအတင်းမှကျွန်တော်တို့3ယောက်လုံးစာပေထိုးနေတာတွေ့ရတယ်ဗျခုဆိုတော့အားလေးထိုးထားတယ်ခုဆိုတော့အားလေးကစာပေတစ်လုံးထပ်မှန်ပြီးပေါက်သွားခဲ့ပြန်ပြီဗျာခုဆိုရင်တော့ကျွန်တော်ရည်ထားသလောက်တော့အမှတ်ကအတိကစာပေနဲ့6လုံးပေါက်ထားတာတွေ့ရတယ်ဗျာဒါကြောင့်မို့9-2ပါဗျာအားလေးထပ်ထိုးထားတယ်အာကြီးခေါင်းတောက်ထားတယ်တရုတ်ကြီးလိုက်နေတယ်အာကြီးပဲဗတ်ချင်းတန်တနုံလိုက်နေတယ်သို့တော်လည်းပဲကျွန်တော်နော်တန်တနုံချီရွှေ့နေငယ်နောက်ကြတဲ့ကြောင့်မလို့အမှတ်တမှတ်ဆုံးရှုံးနေတာခဲ့တယ်ဗျာအမှတ်ကတော့ကျွန်တော်2-9စာပေချိန်ပါဗျာအာကြီးရဲ့စာပေပါဗျာ9အာကြီးစာပေထိုးထားတယ်ပိုက်တိုးတယ်ဗျာကျွန်တော်တို့ဒီနေ့ရဲ့ပြိုင်ဆိုင်မှုကလည်းတကယ်အားပါပြင်းထန်တော်လည်းပဲကျွန်တော်တို့ရဲ့အားဒီကဒုံကြီးစာပေတွေကိုတော့မြင်တွေ့နေရတယ်ဗျအားဒီအခုဆိုရင်တော့တရုတ်ကြီးစီမှာထိုးထားတယ်တရုတ်ကြီးပဲတင်ထားတယ်ကွာချင်းတန်တင်တော်မိသွားပြီအားဒီလိုက်နေတယ်ကိုချိတ်ကွာချင်းပဲထပ်ဖမ်းထားတယ်ចောင်းသားသို့တော်လည်းပဲကိုချိတ်ကကန်ချင်းចောင်းသားရဲ့ပေါင်နဲ့ထိပြီးပိုက်တယ်ဝင်သွားတဲ့ကြောင့်မလို့အားဒီတို့မှတ်တက်ပါတယ်ဗျနော်တန်2ပါဗျအားဒီကစာပေပဲအားဒီကိုချိတ်မှာတော့အားဒီကစာပေကျွန်တော်တို့တရုတ်ကြီးဘယ်လိုင်းနဲ့ထိုးရမှာဝေးတဲ့ကြောင်းမလို့စာပေချိန်မှာ2-10ပါဗျတရုတ်ကြီးစာပေထိုးထားတယ်ဝေးတယ်ဗျာခုဆိုရင်တော့စာပေတွေကတော့ကျွန်တော်တို့နော်တစ်ဖက်နဲ့တစ်ဖက်ရင်းထိုးရမှာကျွန်တော်ခေချောင်းသားစာပေကတော့အသေးများတာတွေ့နေရတယ်ဗျခုဆိုရင်တော့အားတဲ့စာပေဖြုတ်ချင်းတွေထိုးထားတယ်ចောင်းသားဖမ်းထားတယ်တရုတ်ကြီးတင်ထားတယ်သို့တော်လည်းပဲအာကြီးရဲ့ကန်ချင်းစီးနဲ့အနှဲငယ်ဝေးသွားခဲ့တယ်ဗျာဒါကြောင့်မလို့အမှတ်ကတော့11-2ပါဗျ Player ready 11-2ခုဆိုတော့လိတ်3ကောင်အားဒီဖြုတ်ချင်းလေးထိုးထားတယ်ထပ်မှန်ပြီးတော့ပေါက်သွားခဲ့ပြန်ပြီဗျာအားဒီကမာယာစာဗစ်တွေကတော့တကယ်ကိုမာယာစာဗစ်ဆိုတဲ့အတိုင်းပဲဖတ်ခတ်ပါတယ်ဗျာနော်ခုဆိုတော့12-2ပါဗျအားဒီကစာဗစ်ထိုးထားတယ်ပိုက်တိုးတယ်ဗျာ Player ready ခုဆိုတော့တရုတ်ကြီးစာပေပြန်ပြောင်းထိုးထားတာတွေ့ရတယ်ဗျတရုတ်ကြီးစာပေထိုးထားတယ်အားဒီဘယ်လေးနဲ့ဖမ်းထားတယ်တင်ထားပြီကိုချိတ်ကိုပဲကန်ချတယ်ခုချိန်ထိတော့ကျွန်တော်တို့12မှတ်ရောက်တဲ့ချိန်ထိတောင်မှကိုချိတ်ကတိုင်မင်တွေကအတော်ပင်ကောင်းမွန်တာတွေ့ရတယ်ဗျနော်ခုချိန်တော့တလုံးမှမမှားသေးဘူးဗျအားဒီစာပေထိုးထားတယ်တရုတ်ကြီးဖမ်းထားပြီတင်ထားပြီအာကြီးပဲကန်ချတယ်မလီကောင်းလိုက်တာဗျနော်ဒီလုံးတွေကတော့တကယ်အားပါပြင်းထန်ပြီးပိုက်ဘောကကန်လို့ကတော့ဆယ်ဖို့မစင်းစားပါနဲ့ဗျနော်ခုဆိုတော့စာပေချိန်မှာ2-12ပါဗျကျောင်းသားထိုးထားတယ်ကိုချိတ်ဖမ်းထားတယ်တန်တင်တော်တင်ထားပြီကိုချိတ်ပဲကန်ထားတယ်တရုတ်ကြီးကျွန်တော်တရုတ်ကြီးဖမ်းရမှာပိုက်အောက်ကသွားတဲ့ကြောင့်မလို့စာပေချိန်ပါဗျ12-2ပါဗျအားဒီဖြုတ်ချင်းလေးထိုးထားတယ်အာကြီးဖမ်းထားပြီတရုတ်ကြီးလိုက်တင်နေတယ်
အာကြီးပဲ ခေကျောင်းသား ကျွန်တော်နော်အာကြီးကဆုံးတက်ပြီးတော့တာတာရရပဲအမှတ်တမဲ့မပေးအောင်ကာကွယ်ထားနိုင်ခဲ့တယ်ဗျာနော် We are ready 2 တွေ့ ကျောင်းသားစားပဲပါဗျကျောင်းသားစားပဲထိုးထားတယ်ကိုဂျိကျွန်တော်တို့ခုချိန်မှာကျွန်တော်တို့ကျောင်းသားရဲ့စားပဲကတော့ကိုဂျိရဲ့ခေါင်းပေါ်မှာစတင်ပြီးတော့တလုံးပေါက်သွားခဲ့ပြီဗျ3တွဲပါဗျကိုဂျိထပ်ထိုးထားတယ်ကိုဂျိကိုပဲအာတစ်လိုက်တင်နေတယ်ကိုဂျိပဲကန်ချတယ်တရုတ်ကြီးဖမ်းနေဗျသို့တော်လည်းပဲဝေးသွားတဲ့ကြောင့်မလို့စားပဲချိန်မှာတွဲ ready 3ပါဗျ 3 အဲ့ဒီစားပဲထိုးထားတယ်ပိုက်တိုးတယ်ဗျာခုကျွန်တော်တို့စားပဲချိန်မှာခေကျောင်းသားမှကျွန်တော်တို့ တွေ့ ကျောင်းသားစားပဲထိုးထားတယ်ကိုကျိတ်ခေါင်းတာရတောက်ထားတယ်အာတစ်တင်ထားပြီးခွဲခြင်းပဲကန်ချတယ်ကောင်းတယ်ဗျာနော်ကိုကျိတ်ကကန်ခြင်းကလည်းခုချိန်ထိတော့ We are ready အမှားယွင်းမရှိသေးဘူးဗျ 3 အဲ့ဒီစားပဲဖြုတ်ခြင်းလေးထိုးထားတယ်ပိုက်တိုးတယ်ဗျာနော်စားပဲချိန်မှာအဲ့ဒီကလည်းအမှတ်တွေကိုရှာနေရတွေ့ရတယ်ဗျသူတို့လည်းပဲ တွေ့ အနေငယ်ပိုက်တိုးနေတယ်ဗျကျောင်းသားဖြုတ်ချင်းလေးထိုးထားတယ်တန်တုံတင်ကောက်ထားတယ်တန်တင်တို့မဲ့လိုက်တင်ထားတယ်ကိုကျိတ်ကွာချင်းကန်ထားတယ်ကောင်းတယ်ဗျာစဝိုင်းရဲ့အနောက်လောက်မှာတည်ထားတဲ့ကန်ချင်းတကယ်ပင်ကောင်းမွန်ပါတယ်ဗျာနော်ကိုကျိတ် We are ready ခုချိန်ထိတော့အမားနှဲသွားနဲ့သုံးတက်နေတာတွေ့ရတယ်ဗျအာဒီပဲထိုးထားတယ်အာကြီးခေါင်းလေးနဲ့တောက်ထားတယ်ကျောင်းသားတင်ထားပြီးအာကြီးကန်ချတယ် ခေကျောင်းသား ခုချိန်တော့အာဒီကချီဝင်ထဲမှာစင်ထွက်သွားတဲ့ကြောင့်လို့စာပေချိန်ပါပဲဗျ We are ready 3 3တွဲပါပဲဗျကျောင်းသားစာပေထူထားတယ်တန်တင်တော်ဖမ်းထားပြီးအာဒီတင်ထားတယ်ကိုကျိတ်ပဲကန်ထားတယ်ခွဲကြီးအာကြီးမိသွားပြီတရုတ်ကြီးပဲဖွားပုတ်ထားတယ်တန်တင်တော်ဘယ်လေးနဲ့ဖမ်းထားတယ်ထပ်တင်ထားတယ်တန်တင်တော်ပဲကောင်းလိုက်တာဗျာခုချိန်นี้တော့ကိုကျိတ်အမာယွင်းနေတာနဲ့9ပေ2ကိုတာတာရရပဲကန်ထားတာတွေ့ရတယ်ဗျာနော် 3 တွဲ3ပါဗျအာဒီစာပေထူထားတယ်တရုတ်ကြီးဘယ်ပေါင်လေးနဲ့ဖမ်းထားတယ်တင်ထားပြီးအာဒီမိသွားပြီလိုက်နေတယ်ဗျာတင်ထားပြီးကိုကျိတ်ကန်ထားတယ် 1 ကောင်းလိုက်တာဗျာခုဆိုတော့ကိုကျိတ်ကွင်းလေလောက်ရကန်ချတာကိုနော်ကျောင်းသားကျွန်တော်တို့ဘယ်လေးနဲ့ဖမ်းရမှာစင်ထွက်တော့ကြောင်းမလို့ We are ready အာဒီတို့လိတ်သုံးအောင်တော့ဟုတ်ဆိုတဲ့ရလက်ကိုရရှိသွားပြီပဲဖြစ်ပါဗျအာဒီစာပေထိုးထားတယ်ဖြုတ်ချင်းလေးပဲတူကြီးစီမှာပေါက်ခဲ့ပြီဗျာခုဆိုတော့အာဒီကစာပေတရားဒီပွဲမှာအလုပ်လုပ်တယ်လို့ဆိုရမှာပဲဗျခုဆိုတော့ point 3 3ပါဗျအာဒီဖြုတ်ချင်းလေးထပ်ထိုးထားတယ်ကျောင်းသားလိုက်နေတဲ့မိဝါပြန်ပြီတိုးတော်လည်းပဲစင်ထွက်သွားတဲ့ကြောင်းမလို့တကယ်ကိုကောင်းပါတယ်ဗျာနော်မြန်မြန်ဆန်ဆန်နဲ့ပဲအာကြီးလိုက်ကန်လာတာတွေ့ရတယ်ဗျာနော်ဒါမလို့စာပေချိန်မှာ3 point ပါဗျ 3 point ဒီလိုတော့ကျောင်းသားစာပေထိုးထားတယ်ကိုကျိတ်ခေါင်းလေးနဲ့တောက်ထားတယ်အာဒီတင်ထားပြီးတီတီငင်ငင်ပဲကိုကျိတ်ကန်ချတယ်ကိုကျိတ်အခုချိန်ထိတော့ကန်ချင်းတစ်လုံးမှမမားသေးဘူးဗျာနော် We are ready point 3 ခုဆိုတော့အာဒီထိုးထားတယ်အာကြီးရဲ့နောက်လှန်ထိုးထားတယ်ဗျအာကြီးပဲကန်ထားတယ်အာဒီဖမ်းထားတယ်သို့တော်လည်းပဲစင်ထွက်သွားတဲ့ကြောင့်မလို့စာပေချိန်မှာ3 point ပါဗျအမှတ်ကတော့တော်လေးကွာဟာတီတွေ့ရတယ်ဗျနော် We are ready 3 point ကျောင်းသားပဲစာပေထိုးထားတယ်တန်တင်တို့ဖမ်းထားပြီဗျအာဒီလိုက်တင်နေတယ်ကိုကျိတ်ကန်ချတယ်ပိုက်တိုးပြီဗျာကဲကိုကျိတ်ကကျွန်တော်တို့ကန်ချင်းခုမှပထမဦးဆုံးကျွန်တော်တို့ပိုက်တိုးခဲ့တာပဲဖြစ်ပါတယ်ခုဆိုတော့4 point ပါဗျ out ကျောင်းသားစာပေအနေငယ်ဝေးသွားခဲ့တယ်ဗျာခုဆိုတော့စာပေချိန်မှာ We are ready point 4ပါဗျ point 4 ခုဆိုတော့အာဒီစာပေထိုးထားတယ်အာကြီး Stop it change ဘယ်ကြောတဲ့ထိုးရမှာကျွန်တော်တို့စီးနဲ့အနေငယ်ဝေးသွားတဲ့ကြောင့်မလို့စာပေချိန်မှာ 4 point 4 point ပါဗျကျောင်းသားစာပေဖြုတ်ချင်းလေးထိုးထားတယ်အာဒီဖမ်းထားတယ်တီတီငင်ငင်ပဲတင်ထားပြီးကိုကျိတ်ကန်ချတယ်ကောင်းလိုက်တာဗျာကိုကျိတ်ခုချိန်ကြီးတော့ကျွန်တော်တို့14မိနစ်ရောက်တဲ့အချိန်ကြီးတော့တစ်လုံးပဲမှားတာတွေ့ရသေးတယ်ဗျနော် 4 အာဒီဖြုတ်ချင်းလေးထိုးထားတယ်အာကြီးဖမ်းထားတယ်အော်သွားနေပဲကျွန်တော်တို့အာကြီးရဲ့ခြီခွင်စင်ထွက်သွားပြီးတော့15မှတ်4မှတ်ဆိုတဲ့ရလက်နဲ့တူလိတ်3ကောင်တင်းရတော့ကျွန်တော်တို့အနိုင်ရရှိသွားပြီပဲဖြစ်ပါတယ်နော်အခုဒီဘက်မှာလည်းအခုလိုပွဲကောင်းတွေတင်ဆက်ပေးခဲ့သလိုနောင်လာမဲ့ကျွန်တော်တို့ပွဲစဉ်30ကျွန်တော်တို့ပြိုင်ဘက်ကိုလည်းဘယ်လိုမျိုးကိုဟာနေပြီးတော့စီစဉ်ပြီးတော့ပွဲထွက်လာမလဲဆိုတာစောင့်ကြည့်အားပေးကြပါဦးလို့ဖိတ်မှန်တကားပြုရင်းနဲ့ဒီနေရာကနေပဲနှုတ်ခွန်းဆက်တလိုက်ရပါတယ်ဗျအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါသည်
ကျွန်တော်လုံးပြောလို့တော်တဲ့တော့ရှာကျွန်တော်ဟုတ်တော့တွေ့တယ်ဟောရခတ်မရတဲ့အချိန်မှာโอเคကွက်တီပဲ3နိုင်လိုက်ဖို့ဟမ်3နိုင်ကွက်တီဟမ်ကျိုးလိုက်ဖို့ပါဟယ်လိုပရိသတ်များခင်ဗျာ Power Battle Cibeta Cross Challenge ရဲ့ပွဲစဉ်6ကတော့ပြီးဆုံးသွားခဲ့ပါပြီဒါလှိတ်ကုန်းကောင်အတင်းနဲ့ခေတ်ချောင်းသားအတင်းတို့အားပြိုင်ကြတဲ့ပွဲမှာလှိတ်သုံးကောင်အတင်းကတော့ရမှတ်တည်တာဖြတ်တောက်ပြီးတော့မှနိုင်ပွဲတစ်ပွဲကိုပုံဖော်သွားတယ်ပေါ့နော်ဆိုတော့ပွဲကတော့ပြီးသွားပြီပွဲပြီးသွားတဲ့အတွက်ဒီနေ့ပွဲမှာလာအောင်အားပြိုင်ပြီးတော့ဒါကိုအားတီတို့နဲ့ရှင်ပြိုင်ခက်ကစားပြီးခဲ့တဲ့ခေတ်ချောင်းသားအတင်းရအကူတွေကိုကျွန်တော်တို့စူးချိမြင့်မဲ့အစီအစဉ်ဖြစ်ပါတယ်ခင်ဗျာကိုတို့ရေနေရာယူပေးပါအောင်ခင်ဗျာဒီနေ့မှာပြိုင်ပတ်နဲ့တကယ်ကိုအချိန်နဲ့ရှိစွာအားပြိုင်ဖို့အတွက်ခဲထားခဲ့ပေမဲ့အချိန်ကြီးကြောင်းမှုကြောင့်ကိုဝါကြီးတို့ရဲ့ performance သိမ့်မထွက်ခဲ့တဲ့အနေအထားကိုတော့ကျွန်တော်တို့တွေ့ခဲ့ရတယ်ဆိုတော့ဒီစားမတွေစုပေးနဲ့သူတို့ရဲ့ performance အပေါ်ဘယ်လိုမျိုးဒါသုံးသပ်မလဲဒီအခြေအနေလေးကိုလည်းကျွန်တော်မေးမြန်းချင်ပါတယ်ခင်ဗျာအကိုတို့စုယူဖို့အတွက်ကြွပေးပါအောင်ခင်ဗျာစုချင်းမြင့်ဖို့အတွက် BBTV မှာတာဝန်ရှိသူတို့လည်းတစ်ဆက်တည်းဖိတ်ခေါ်ရပါတယ်ခင်ဗျာကပ်ပြီးပါကျေးဇူးပါကျေးဇူးတင်ပါတယ်ကိုအကိုတို့
နည်းနည်းလေးမေးချင်သေးရဲ့အခုပြေးတော့အခုဒီနေ့ပွဲပေါ်အကြမ်းမြင့်သုံးသက်ချက်လေးအခုအမြင်လေးပြောပြပါဦး ဟုတ်ဂျမ်းမင်းသုံးတဲ့ချက်ကဒီကတော့ရှုံးသွားပါပဲဟိုကျွန်တော်တို့ကဒီအောက်တိုးကမစော့တာတော်တော်ကြာသွားပြီဒီတိုးကတိုင်မင်ကကြတော့ရန်သူတို့ဒီမှာအမြဲစော့နေကြအောင်ပတ်တိုင်းဆိုတော့လေအဲ့ဒါလည်းအများကြီးပါပါတယ်နောက်ကျတော့သူတို့ training လည်းနည်းနည်းလေးမပြည့်စုံလို့ရှုံးသွားလည်းပါပါတယ် โอเคကျေးဇူးတင်ပါတယ်အခုကျေးဇူးတင်ပါတယ်အခုအဲ့တစ်ချက်လောက်လေးမေးချင်သေးတယ်ဒီနေ့ပွဲပေါ်အခုဘယ်လိုမျိုးခံစားရလဲရှုံးသွားတဲ့အပေါ်မှာဒါရမှန်လည်းသိတာပြတ်သွားတယ်ပေါ့နော်အဲ့ဒီအပေါ်မှာကိုယ့်ရဲ့အားနည်းချက်ပြန်ဘက်ကဘာတွေအားသာလဲဒီကိုယ့်ရဲ့ထင်မြင်ချက်လေးလည်းပြောပြပါဦး ဟုတ်နည်းလို့ပေါ့ကိုယ် အော်တိုးဖြစ်သွား ကိုအထက်ကလည်းကောင်းတယ်လေစားပဲအဲကြောင့်မလို့ကိုရလည်းနည်းနည်းထွန်းနေလည်းမရှိရလည်းပါတယ်အဲကြောင့်မလို့မကောင်းလို့ပေါ့ အခုဒီပြတယောက်နေနေရောဘယ်လိုမြင်လဲ ဟိုကတည့်ရစားပေးတွေကတော်တော်ဒုက္ခပေးရောလိုက်လီရောစားပြီးတော့ကိုယ့်ဘက်ကလည်းတင်းဝဲနည်းနည်းလေးရောသူတို့ကတင်းဝဲပုံမိရောနည်းနည်းလေးအမှားများသွားဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ကိုနောက်လဲကျွန်တော်တို့ Power Battle Super Cross Challenge မှာလာပြီးတော့ဒီထက်ကောင်းတဲ့ performance တွေနဲ့လာကြွားပေးပါအောင်လို့ကျွန်တော်ဒီကနေပြီးတော့ဖိတ်ခေါ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကိုခုကတော့အနိုင်ရရှိသွားတဲ့ကိုအားတင်းနဲ့လေသုံးကောင်အသင်းမဒါကိုအားတစ်ပြီးတော့ကိုတန်းစင်ထွန်းကောင်ကိုတလုံးပြီးတော့ performance တွေအပြည့်ပြသွားတဲ့ကိုဂျိတ်တို့ကိုစူပေးမဲ့အစီအစဉ်ဖြစ်ပါတယ်ခင်ဗျာကိုရိုနေရာယူပေးပါအောင်ခင်ဗျာစုချင်းမြင့်မှုဖို့အတွက်ဒါ We Sport မှာတာဝန်ရှိသူကိုလည်းဖိတ်ခေါ်ရပါတယ်ခင်ဗျာလက်ခုပ်ဩဘာလေးများလည်းချင်းမြင့်ပေးပါဦးကိုရတဲ့နိုင်ဝဲတွေဆက်နေနော်နည်းနည်းနိုင်ဝဲဆက်ကိုအားတဲ့ရဲ့ဒီနေ့မှာ service တွေပြီးတော့ကိုအားတဲ့ရဲ့ဆယ်ချင်းတွေဒီနေ့မှာတည်တာကောင်းခဲ့တဲ့ performance တွေအရင်ထွက်ခဲ့တော့တွေ့ရတယ်ဒီအတွက်လည်းတကယ်ကိုကျေနပ်မိပါတယ်စောင်းကြီးရပရိသတ်တွေစောင်းကြီးရဂျိုနှက်တဲ့ပွဲစဉ်တွေပဲဖြစ်အောင်လို့ခက်ပြပြီးသွားဆိုကျေးဇူးတင်ပါတယ်နောက်လာမယ့်ပွဲစဉ်တွေမှာရောဘယ်လိုမျိုးပြိုင်ဘက်တွေနဲ့ထပ်တွေ့ခြင်းလဲနောက်လာမယ့်ပြိုင်ပွဲတွေမှာတော့ကျွန်တော်တို့ဒါချို့ညီလေးတွေကပေါ့နော်ဒါ national 3ယောက်ကြီးကိုအလဲစီးတို့လေးနဲ့လာပြီးတော့ challenge လုပ်ထားတဲ့ညီလေးတွေရှိတယ်ပေါ့နော်လေသိတဲ့ညီလေးတွေပဲသူတို့နဲ့လည်းနောက်ဘက်မှာဖြစ်ဖို့ရှိပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုအခုဒီနေ့မှာအကိုရဲ့ကန်တဲ့ကန်ချင်းကိုမတွေ့ခဲ့ရပါဘူးအကိုရဲ့ဆယ်ချင်းတွေအကိုရဲ့ lift တွေတကယ်ကိုရေးလဲငြိမ်နေတာကိုတွေ့ရတယ်ဆိုတော့နောက်ထပ်လည်းဒီ Power Battle Super Cross စီကိုလာ join ဖို့ရှိသေးလားဘယ်လိုမျိုးလဲခံစားချက်လေးပြောပြပါဦးဟုတ်ရှိပါတယ်နောက်လာမဲ့စောစောကွာတစ်ပြောရတဲ့အလဲစီးထိုး3အောင်တွေကကျွန်တော်ပါပါတယ်ဟုတ်ကျွန်တော်ပါဝင်ကစားမှာပါကျေးဇူးတင်ပါတယ်ကိုကျိတ်ဒီနေ့မှာတော့ဒါတင်တဲ့ player 2ယောက်နဲ့အားရပါရောက်ရေးလဲကန်သွားတာကိုတွေ့ရတယ်ရှေ့ပွဲမှာထပ်တော့မှ performance ပိုထွက်နေသလားလို့အောင်းမိရတယ်ဒီနေ့ကစားတဲ့ပေါ်ကိုကျင်းနေမှုရှိလားဘယ်လိုမျိုးထင်လဲကောင်းပါတယ်တန်းတန်းတော့အားထက်ရောချင်းဆယ်တွေတဲ့အဲ့မှာဟိုစားပက်လေသူကသူရှာသွားကိုဘာမှတော့တိတ်မလုပ်လိုက်ရအောင်အဲ့ဒါပဲကျေးဇူးတင်ပါတယ်ကိုရောဒီနေ့မှာရောရင်ခုန်တန်လေးပြောပြပါအောင်နိုင်သွားတဲ့ပေါ်ကိုအတင်းရဲ့အားသာချက်ပြိုင်ဘက်အတင်းရဲ့အားသာချက်အားနေချက်ဒါလေးတွေရောအခုအမြင်နဲ့အပြည့်ကနေကြည့်နေတဲ့အချိန်မှာဘယ်လိုမျိုးမြင်မိလဲဟုတ်ကဲ့ဒီဘက်ကတော့ကျွန်တော်တို့ဒီလိတ်လုံးကမှာတော့ defense နှစ်ယောက်ကလည်းတော်တော်ပြည့်တယ်ပြီးတော့အကန်ကလည်းကောင်းတာပြီးတော့ဟိုဘက်မှာကျတော့နည်းနည်းလေးလျော့သွားတာပါဒါပါပဲအဓိကကတော့ကျေးဇူးတင်ပါတယ်ကိုအားတစ်ကိုနည်းနည်းတစ်ခုလေးမေးစရာရှိတယ်အခုကိုအားတစ်ကဒီ Power Battle Super Cross Challenge မှာဒါ၄ပွဲဆက်နိုင်ပြီးသွားပြီဗျာ၄ပွဲဆက်နိုင်ပြီးသွားပြီအခု Power Battle Super Cross ပွဲစဉ်9ရောက်လာပြီ season 1မှာကျွန်တော်တို့12ပွဲအားပြိုင်မှုရှိတယ်ဒီပွဲပြီးရင်နောက်ထပ်3ပွဲပဲကျန်တော့တယ်အဲ့ဒီ3ပွဲမှာကောအခုအနေနဲ့ဒီလိုမျိုး performance အပြည့်နဲ့နိုင်ပွဲတွေဆက်ဖို့အတွက်ရှိလားနောက်3ပွဲလုံးကတော့ဒါလေဝေးစင်တန်းညီကိုတွေဖြစ်သွားပြီပေါ့နော်ဟိုညံ့တဲ့ပွဲဆိုတာတော့ရှိမှာမဟုတ်တော့ဒါသူနိုင်ကိုနိုင်ပြောလို့မရတဲ့ပွဲလေးတွေပဲကြည်ရတော့မှာပါနောက်3ပွဲတော့တကယ်ကျေးဇူးတင်ပါတယ်ကိုဒီနေ့မှာထပ်ပြီးတော့ဆုံရတဲ့အတွက်ဝမ်းသာပါတယ်အခုတို့ကျေးဇူးတင်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ရဲ့ Power Battle Super Cross Challenge ကတော့ပွဲစဉ်6မှာလည်းနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အတွဲဖက်တွေနဲ့အားပြိုင်မှုတစ်ခုပြည်သက်တွေစောင့်ကြည့်ခဲ့ရတာဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်10 11 12 3ပွဲလာပါဦးမယ်အဲ့ဒီ3ပွဲကလည်းတောင်းမကြမီရက်တစ်ပတ်များမှာတောက်လျှောက်ပြည်သက်တွေစီရောက်လာမှာဖြစ်ပါတယ်ဆိုတော့ဒီတစ်ပတ်ပွဲစဉ်6ပြီးဆုံးမှုနဲ့တူကျွန်တော်တို့ရဲ့ဒီနေ့ထုတ်လွှင့်မှုကိုတော့ဒီနေရာမှာရန်နာခွင့်ပြုပါခင်ဗျာစောင့်ကြည့်အားပေးခဲ့ကြတဲ့မိဘပြည်သူညီကိုမောင်နှမများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါသည်ခင်ဗျာယခုထုတ်လင်းပြသနေသောအစီအစဉ်ကို main sponsor အဖြစ်ပွင့်ထွေးပိုရှင်ပန်းပွင့်ပိုဖြိုင်စေတဲ့ငှက်ကြီးတောင်ပိုးသက်ဆေးမှကူညီပံ့ပိုးပေးထားပါတယ်။
ဒီစီစဉ်ကိုကိုစပွန်ဆာအဖြစ်ကုန်ခန်းသွားတဲ့အားအင်တွေအတွက် Rocker Energy Drink မှကူညီပံ့ပိုးပေးပါတယ်။ အော်တခါဖြန်းယုံနဲ့လှဲကြည့်စရာမလိုတဲ့ပွင့်ထွေးပိုးသက်စီပေးဗျာ 跳，我机长先。 ပဲကင်းနဲ့ပွင့်ထွေးပိုးကြနေရင်မြမဩဘာရဲ့ပွင့်ထွေးပိုးသက်စီငှက်ကြီးတောင်စေးတပုံးလျင် 30cc ထည့်ဖြန်းပါတစ်ချိန်ဖြန်းယုံနဲ့ပွင့်ထွေးပိုးရှင်ပန်းမွေးပို့ဖြန်းရဲ့ငှက်ကြီးတောင်